Hello everyone! ဒီနေ့ဒီတစ်ခါဗီဒီယိုမှာတော့ Victoria's Secret Angel လေးလိမ့်နဲ့ bombshell makeup look လေးကိုပြင်มาဖြစ်ပါတယ် bombshell ဆိုတဲ့အတိုင်းလူပြိုလင်းလက်တောက်ပဆွဲဆောင်မှုရှိတော့အယုတ်ကလေးလိုဖြစ်စေတဲ့ look လေးပေါ့နော်အဲ့တော့ Halloween မှာလည်းပြင်လို့ရအောင်လို့တင်ပေးလိုက်ပါတယ်မျက်နှာကို skin care လုပ်ပြီးတော့ makeup မှန်လေးရင်တက်ပါတယ်။ပပနဲ့ glowy လေးဖြစ်နေအောင်လို့ BB cream ကို facial mist လေးဖြန်းပြီးတော့လိမ့်ပေးပါတယ်။ဒီနေရာမှာ BB cream စား foundation နဲ့လိမ့်လို့ရပါတယ်။စမြက်ကတော့ BB cream လေးပို့ကြလို့ BB cream လေးသုံးထားပါတယ်။ပုတ်ဆွဲပြီးတော့မလိမ့်မနဲ့ puff လေးနဲ့ပုတ်ပြီးတော့လိမ့်ပေးနော်။စမြက်ကအိမ်မှာပဲနေပြီးတက်ပုံရိပ်မှာဆိုတော့ပေါ်ကနေ powder တော့ထပ်မသုံးထားပါဘူး။ပြီးရင်သူ့ရဲ့ makeup look လေးအတိုင်းမျက်ခုံးလေးကိုကိုယ့်ရဲ့ original ပုံစံကိုပဲဖြည့်ပြီးတော့ဆွဲလိုက်ပါတယ်။ပြီးရင်တော့ model ရဲ့ facial structure ပုံစံရအောင် contour နဲ့ bronzer ထည့်ပါမယ်။နှာခမ်းလေးကိုစူပြီးတော့ကိုယ့်ရဲ့ cheekbones ပြီးတော့ဒီ jaw line တစ်လျှောက်နှာခေါင်းပြီးရင်နှာဖူးနေရာတွေကို contour ထည့်မယ်ပြီးရင် bronzer ထပ်ပြီးတော့ထည့်ပေးပါမယ်။ contour နဲ့ bronzer ကို blend လုပ်ပြီးတဲ့နေရာမှာအပေါ်ကိုပေါ့နော်ဆွဲပြီးတော့တင်ပေးပါအောက်ကိုချပြီးတော့မလိမ့်နဲ့နော်ဒီနေရာမှာ contour အတွက်မီးခိုးရောင် shade သုံးထားပြီးတော့ bronzer ကိုကျတော့နီလောင်နေတဲ့အရောင်လိုမျိုးပေါ့နော်အညိုရောင် bronzer လေးသုံးထားပါတယ်နည်းနည်းထပ်ပြီးတော့လင်းကျင်တဲ့နေရာလေးကို concealer ထပ်ဖြည့်ပါတယ် concealer ထည့်တဲ့နေရာမှာလည်းပို့ပြီးတော့ pink တင်တဲ့ပုံစံလေးဖြစ်အောင်လို့အပေါ်အချောင်းလေးပေါ့နော်ထောင်ပြီးတော့ဆွဲပေးပါ jaw line လေးတွေပို့ပြီး sharp ဖြစ်နေစေဖို့ key tip တစ်ခုကတော့ contour နဲ့ bronzer လုပ်ခဲ့တဲ့ line အောက်မှာ concealer လေးတစ်ချောင်းထည့်ပြီးတော့အောက်ကိုဆွဲချပြီးတော့လိမ့်ပေးပါမယ်ဒါဆိုရင်တော့အရင်ကထပ်ပို့ပြီးတော့ sharp and deep cheekbone look လေးဖြစ်သွားပါတယ်ပါးနီတော့ကပန်းရောင်နဲ့အနီရောင်ရောထားတဲ့အရောင်လေးကိုပါရဲ့ပြီးနှစ်ဖူးမျက်နှာတစ်ပြင်လုံးမှာပေါ့နော်အရှက်သွေးဖြာပြီးအရောင်တက်နေတဲ့ look လေးရအောင်လို့အကုန်လုံးဖြန့်ပြီးလိမ့်ပေးလိုက်ပါတယ် highlighter လေးနဲ့ highlight လေးနည်းနည်းထည့်မယ်eye makeup အတွက်ကဆုမြ skin tone တော်တော်လေးဖြူတဲ့ concealer ကိုပေါ့နော်မျက်ခုံပေါ်ကို eyeshadow base အနေနဲ့လိမ့်လိုက်ပါတယ်ဒီနေရာမှာ primer သုံးချင်လည်းရပါတယ်ဆုမြမှာအဖြူရောင် eyeshadow မရှိတဲ့အတွက်ပေါ့နော် concealer ကို base အနေနဲ့သုံးပြီးတော့ချိန်မှာဖြစ်ပါတယ်အခုဆိုရင်သူတို့ချဲထားတဲ့ပုံစံလိုမျိုး base အဖြူရောင်ရသွားပြီပေါ့နော်အဲ့ပေါ်မှာမှ bling bling လေးထည့်ထည့်ပါမယ်မျက်လုံးလေးပို့ပြီးပွင့်ပြီးလင်းပြီးအယုံမလေးလိုဖြစ်သွားအောင်လို့မျက်လုံးအရှေ့ပိုင်းလေးကို highlight လေးထည့်ပါမယ်ပြီးရင် eye shape လေးကိုပေါ့နော်နည်းနည်းချွန်းလေးပို့ပြီးဖြစ်စေဖို့ဆုမြက eyebrow pencil လေးကိုသုံးပြီးတော့မတိမတာလေးဒီ triangle ပုံလေးနဲ့ eye shape လေးပြင်ပေးလိုက်ပါတယ်အစောက highlighter ပန်းနဲ့ပဲဒီ eye socket လိုက်ပေါ့နော်မျက်ခုံပေါ်မှာ highlight အကြောင်းလေးဆွဲလိုက်ပါတယ်ကဲ eyeshadow စမယ်မီးခိုးရောင်ဒါမှမဟုတ်ခဲညိုရောင်နည်းနည်း ashy ဖြစ်တဲ့ထုံးလေးကိုယူပြီးတော့မျက်လုံး eye socket အချိုင်ရာအတိုင်းလိုက်ပြီးတော့ခြေပင်းရပါပြီမျက်လုံးတောင်းမှာ wing shape ဖြော်လေးထားပြီးတော့အောက်ကိုပါဆက်ပြီးတော့ဆွဲပြီးဖြန့်ပေးပါ makeup tutorial တွေကမလုပ်ဘူးတော့စကလုံးသုံးလုံးပြပြတာတော်တော်ခက်နေရပေါ့နော်ဗီဒီယိုလေးကိုကြည့်လိုက်ကြပါရှင်ညခုံအလဲနေရတစ်ခုလုံးတော့ကို့မှာအလက်ဆုံး bling bling အဖြူရောင်ပေါ့နော်အဲ့ဒါကိုအပြည့်ထည့်လိုက်ပါကဲခုဆိုရင်တော့ eye makeup look လေးက inner corner လေးမှာလည်းအလက်ထည့်ထားတယ်ပြီးအလဲမှာ bling bling ပြီးအပေါ်မှာမီဂို wing ဖြော်လေးပေါ့နော်ဒီလိုမျိုး look လေးရပါပြီgel eyeliner အမဲဒါမှမဟုတ်အညိုရင်းရောင်နဲ့အလုံးသွင်းသေးကိုဆွဲပေးပါမယ်မျက်လုံးလေးနည်းနည်းရှည်တဲ့ပုံပေါ်မတိမတာနည်းနည်းလေးပဲဆွဲပေးပါအဲ့ဒီ gel liner ပေါ်မှာ eye shadow အမဲရအောင်ပေါ့နော် powder အမဲနဲ့ပြင်ပြီးတော့ဖြည့်ပေးပါမယ်ဒါဆိုရင်ပို့ပြီးတော့ကြာရှည်ခံပြီးတော့မပြတ်တော့ဘူးပေါ့နော်ပြီးရင်လက်ကျန် eye shadow လေးနဲ့အောက်မျက်ခမ်းလေးကိုနည်းနည်းလေးပဲထည့်ပေးပါမယ်ကဲခုဆိုရင်တော့ eye makeup လေးကပြီးသလောက်ရှိနေပါပြီ mascara လေးကော့မယ် mascara ပေါ်ရောအောက်ရောကော့ပါမယ် mascara 6တာဆောင်းရင်နှာခမ်းလေးရင်ဆိုပါနှာခမ်းအတွက်ကသူက nude pink ပေါ့နော်နုလေးကိုမှသူအပေါ်ကနေ lip gloss ရွှဲလေးဖောင်ဖောင်လေးထပ်ထားတာပေါ့နော် address မြက်ကရင်ဆုံး lip liner နဲ့နှာခမ်းကိုထူလေးဖောင်ဖောင်လေးဖြစ်အောင် shape အရင်ပုံဖို့ပါမယ်ဒီမှာဆိုရင် nude ဖြစ်တဲ့အရာလေးနှစ်ခုရောပြီးတော့သုံးထားပါတယ်ပထမအညိုရောနည်းနည်းနုလို့နည်းနည်းတယောက်ထက်ရင်းတဲ့အညိုရင်းလေးနဲ့ထပ်ထည့်လိုက်ပါတယ်ကိုဆိုရင်နှာခမ်းရှိလေးကပိုပြီးတော့ကြီးသွားပါပြီ။ကိုလည်းနှစ်ခုသုံးထားပါတယ်။ပထမတစ်ခုကတော့plumper လေးနည်းနည်းပါတော့ဖူးဖောင်းဖောင်းလေးဖြစ်စေရပေါ့နော်။ပြီးတော့နောက်တစ်ခုကကျတော့ပန်းရောင်နုလေးအဲ့နှစ်ခုရောဆိုလိုက်တဲ့အခါမှာဖောင်းဖောင်းဖူးဖူးအဲ့လိုနုလေးဖြစ်သွားပါတယ်။ခုလိုမျိုးနှစ်ထပ်ဆိုလိုက်တဲ့အခါကျမှသူတို့ makeup look ထဲကအရောင်ပုံစံလေးတိုင်းထွက်သွားတယ်ပေါ့နော်။ mascara 6ပြီးဆိုတော့မျက်တောင်တူတက်ပါမယ်မျက်တောင်တူကသူတို့ပုံမှန်တက်ထားတာရိုးရိုး classic volume shape ပေါ့နော်ဒါပေမဲ့စုမြက်ကအဲ့ဒါတွေကကော်သုံးအောင်မှာဖြစ်တဲ့အတွက်ကော်မသုံးကျင်လို့ကော်ပါပြီးသားပေါ့နော် individual lashes လေးတွေကိုပဲဒီတောက်လေးမှာနှစ်ခုထည့်လိုက်ပါတယ်ကဲအခုဆိုရင်တော့ပုံနေတွေကလို့ Victoria's Secret Angelic bombshell look လေးပြီးပါပြီရှင်ကဲနောက်တစ်ခုကသပင်ကိုဆက်ပါမယ်
ဦးနဲ့မကောက်ခင်မှာ heat protector spray လေးဖြန်းမယ်ပြီးတော့ဒီကောက်တဲ့ဆက်လေးကိုသုံးပြီးတော့ကောက်ပြပါမယ်သူကလေသပင်လေးကိုကိုယ့် section လေးခွဲပြီးတော့ဆက်လေးရဲ့ထည့်လိုက်လို့ရှိရင်တော့သူကလည်းသူကောက်ပြီးရပေါ့နော်ပြီးတော့မှကိုက roller လေးနဲ့အပေါ်မှာလိပ်ပြီးတော့တင်ထားရုံပါပဲကိုက layer cut လေးလောက်ထားတဲ့သူဆိုတော့ထွက်တာတော်တော်လှမယ်ပေါ့နော်သူမြတ်ကသပင်က style မရှိဘဲနဲ့တစ်ဖြောင်နဲ့ဖြစ်နေတဲ့အခါကျတော့စိတ်ပုံထွက်မလှဘူးပေါ့နော် Victoria's Secret Angel လေးရဲ့အကောက်ကအဲ့လိုမျိုး volume ကြီးလုံးလုံးအကောက်ပေါ့နော်အဲကြောင့်သူက roller ကြီးသုံးပေးရပါတယ်ကြွေးကြီးမရှိဘူးဆိုလို့ရှိရင်ကိုယ့်နဲ့ကိုကလေးလေးနဲ့ချိန်ဆပြီးတော့သုံးလိုက်ရပါတယ်ရှင်သူမြတ်သပင်ကအကုန်တစ်ဖြောင်တညီရဲဖြစ်နေတော့သူတို့လိုမျိုးအထက်လေးတော့မရတော့ဘူးပေါ့နော်ပြီးတော့ပုံရိုက်ဖို့ပဲအတွက်ဆိုတော့အရှိနှချောင်းလေးပဲကောက်ပြထားပါတယ်ရှင် My favorite part wings ပင်လေးကောက်ထားတဲ့အချိန်မှာတောင်မလေးတက်ပြီးတော့တပ်ပုံလေးရိုက်ပါမယ်ရှင်အလဲ15မိနစ်လောက်ထားပြီးစပင်လေးတွေဖြီချလိုက်ရင်တော့ပြီးပါပြီရှင်ကဲဒါဆိုရင်တော့ Victoria's Secret Angel ရဲ့ bombshell makeup look နဲ့ hair tutorial လေးဖြစ်ပါတယ်ဒီလိုမျိုး look လေးကတခါမှမပြင်ဘူးတော့ပြင်တတ်တဲ့လောက်လေးပြင်ထားပါတယ်ရှင်တော်လေးလဲသဘောကျသွားပါတယ်နောက်လည်းအမြဲတမ်းပြင်ဖြစ်မဲ့ look လေးဖြစ်သွားပါပြီအဲ့တော့ကောင်းမလေးအကုန်လုံးလည်းလိုက်ပြီးတော့ဆင်ကြည့်ကြပါ bye thank you for watching